ဆုံးရှုံးနေမြေတွေပြန်ရအောင်တိုက်မယ်ဆိုပြီးတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောပြန်ပြီနိုင်ငံတော်ကစစ်အာဏာရှင်မြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေမှာဆုံးရှုံးထားတဲ့မြို့တွေနေမြေတွေကိုပြန်ရအောင်တိုက်မယ်ဆိုပြီးတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကထပ်မံပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အခုရပိုင်းအတွင်းမှာပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာဗိုလ်ချုပ်ကြီးတွေနဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကိုစစ်ရုံးမှာခေါ်တွေ့ပြီးတော့ဆုံးရှုံးနေမြေတွေရအောင်ပြန်တိုက်ဖို့အမိန့်ပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အခုနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်ဆန်းပိုင်းမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာတော့ဆုံးရှုံးနေမြေတွေပြန်ရအောင်တိုက်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလူလားနေတယ်လို့လည်းနေပြည်တော်မှာရှိတဲ့စီရေးသတင်းမြစ်ကပြောဆိုထားပါတယ်။ဆုံးရှုံးနေမြေတွေပြန်ရအောင်စုပေးဒဏ်ပေးပုံစံမျိုးတွားမယ်လို့တက်ချုပ်ကပြောတယ်။တိုက်ပွဲတွေမှာအောင်မြင်မှုသာယူလာခဲ့တင့်တော်တာအကုန်စီစဉ်ပေးမယ်ဆိုပြီးတော့လည်းမက်လုံးပေးထားတယ်။ပြီးတော့တိုက်ပွဲတွေအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေအကုန်ပေးမယ်ဆိုပြီးတော့လည်းတက်ချုပ်ကပြောထားတယ်လို့နေပြည်တော်မှာရှိတဲ့စီရေးသတင်းမြစ်ကပြောဆိုထားပါတယ်။တက်စကန်တွေဆုံးရှုံးရင်အရေးယူအပြစ်ပေးတဲ့အစဉ်လာရှိခဲ့ပေမဲ့လည်းအခုလိုမက်လုံးပေးတာမျိုးကတော့ကြုံတော့ကြုံငယ်ဖြစ်တယ်လို့လည်းစီရေးသတင်းမြစ်ကပြောဆိုထားပါတယ်။အခုတိုင်းပြည်မှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ဆီယနာရှင်မြစ်ပတ်ချေမွေးတပ်ပွဲတွေမှာစစ်ကောင်စီတပ်ကအရှုံးကြီးရှုံးနေနေတာပါအခုဆီယနာရှင်မြစ်ပတ်ချေမွေးတပ်ပွဲတွေမှာမြန်မာစစ်တပ်ကတမိုင်းတစ်လျှောက်မကြုံစဘူးနေမြေတွေဆုံးရှုံးနေရပြီးတော့လာရှိုးကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ရခိုင်အန်းကအနောက်ပိုင်းနဲ့စစ်ဌာနချုပ်တွေကဆုံးရှုံးထားတာလည်းဖြစ်ပါတယ်ဆုံးရှုံးနေမြေတွေပြန်သိမ်းမယ်ဆိုပြီးတော့2024ခုနှစ်တော်လှန်ရေးနေ့တုန်းကလည်းစေးပြကမ်းမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပူပါတယ်ပြီးတော့2024ခုနှစ်စက်တင်ဘာလအတွင်းကလည်းလာရှိုးကစစ်ဌာနချုပ်ကြီးကြာပြီးတဲ့နောက်မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအခုလိုပဲနိုင်ငံတော်ဝန်ကဆီယနာရှင်မြစ်ပြတ်ချေမွေးတပ်ပွဲတွေမှာဆုံးရှုံးနေတဲ့နေမြေတွေကိုရအောင်ပြန်တိုက်မယ်ဆိုပြီးတော့ကြွေးကြော်ခဲ့ပူပါသေးတယ်အခုဆိုရင်တော့3ကြိမ်မြောက်ရှိပါပြီအဲ့ဒီကာလတုန်းကလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတောင်ကူမန္တလေးလာရှိုးတောင်ကြီးလွိုင်ကော်မြို့တွေမှာရှိတဲ့တိုင်းစစ်ဌာနချုပ်တွေကိုစရိုက်သွားပြီးတော့ဆုံးရှုံးနေမြေတွေကိုပြန်လည်ထိုးစစ်ဆင်မယ်ဆိုပြီးတော့ကြွေးကြော်ခဲ့တာပါစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အဲ့ဒီကြွေးကြော်နေချိန်မှာပဲရခိုင်မှာအရေးပါတဲ့ရေတပ်စကန်ကြီးတစ်ခုတော့အိုက်ကတော့အေကသိမ်းပိုက်လိုက်ပါတော့တယ်အခုလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြန်တိုက်မယ်ပြန်ချမယ်ဆုံးရှုံးခဲ့တဲ့စကန်တွေနေမြေတွေပြန်ရအောင်ယူမယ်လို့ပြောပြီးဆိုရင်တော့ရခိုင်ကရေတပ်စကန်ကတော့ထပ်ပြီးတော့အေးလက်ထက်ရောက်တော့မယ်လို့လည်းစေးလေးလာသူတွေကတော့ပြောပါတယ်စေးလေးလာနေသူတို့ကတော့စစ်ကောင်းဆောင်ကအခုလိုမျိုးပြောပြီးဆိုရင်တော့နောက်တဲ့စစ်စကန်ကြီးတစ်ခုထပ်ကြတော့မှကျင်းတင်နေတယ်မနစ်တုန်းကလည်းမင်းအောင်လှိုင်ကအဲ့ဒီလိုပြောဆိုချိန်မှာပဲအေးကတန်တွဲကမောင်ရွှေလေးရေတပ်စကန်ကိုသိမ်းပိုက်လိုက်တယ်အခုမင်းအောင်လှိုင်ကဆုံးရှုံးနေမြေတွေပြန်သိမ်းမယ်ဆိုတာလည်းလက်တွေ့မကျပဲစိတ်သက်စစ်စင်တက်ပဲမင်းအောင်လှိုင်ပြောပြီးဆိုရင်တော့ရခိုင်ကြောက်ပြူကတညဝတီရေတပ်ဌာနချုပ်ပဲကြာမလားရွှေမင်းငံရေတပ်စကန်ပဲကြာမလားတကူတော့ကြာတော့မယ်အခုလည်းအေးကစစ်တွေနဲ့ကြောက်ပြူကိုအပိသက်သိမ်းမဲ့ဖို့အတွက်ထိုးစစ်အရှင်မြင့်တိုက်နေတယ်လို့လည်းစေးလေးလာသူတို့ကသုံးသက်ပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့ဆုံးရှုံးထားတဲ့နယ်မြေတွေမြို့တွေကိုပြန်လည်ထိန်းချုပ်ဖို့ကြုံဝနေပြီမဲ့လက်တွေ့မှာတော့စစ်မြေပြင်မှာစစ်ကူပေးနိုင်ခြင်းမရှိတော့ပဲကချင်ရခိုင်နဲ့ကရင်ပြည်နယ်တို့မှာနေစဉ်တက်စကန်တွေလက်လွတ်ဆုံးရှုံးနေရတယ်လို့စေရေးလေးလာသူတွေကတော့ပြောဆိုထားပါတယ်စေရေးသူတွေကတော့ဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်ထိုးစစ်ဆင်ပြီးသိမ်းမယ်လို့ဆိုပေမဲ့အခုလိုလုပ်တဲ့အချိန်မှာပဲတကယ်တမ်းကခံစစ်ကိုမနိုင်ဘူးဆိုတာပြနေတယ်သူတို့ကဆုံးရှုံးထားတဲ့နေမြေကိုသိမ်းမယ်လို့ပြန်ပြီးတော့ကြွေးကြော်လာတာကသူ့တက်ကိုဆေးလက်စစ်စင်ရေးတက်ဆိုတာမြင်သာတယ်လို့လည်းလက်ရှိအချိန်တွေကတော့သုံးသက်ပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ဒုစစ်ကောင်းဆောင်စိုးဝင်းကလည်းနိုင်ငံတော်ရဲ့အဓိကကာကွယ်ရေးအင်အားစုဖြစ်တဲ့မြန်မာတပ်မတော်ပြိုကွဲမှုအတွက်တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင်ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကပြုလုပ်နေတဲ့ဆိုပြီးတော့လည်းပြောဆိုထားပါတယ်ဒုစစ်ကောင်းဆောင်စိုးဝင်းကနိုင်ငံတော်တည်ငြိမ်ရေးကိုမလိုလားတဲ့ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကတပ်မတော်ပြိုကွဲအောင်တပ်နဲ့ပြည်သူတွေးကွဲအောင်နှီးမျိုးစုံနဲ့ဆောင်ရွက်နေတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်နှံ့ခိုင်မြဲရေးအတွက်ဒုတာဝန်ရေးသုံးပါးကိုဥထိပ်ထားပြီးဆောင်ရွက်နေတယ်ပြည်ပကတွေ့တိုးမြောက်ပေးမှုတွေကြောင့်လည်းအကြမ်းဖက်ဖွဲ့စည်းတွေပေါ်ပေါက်လာတဲ့နိုင်ငံတွင်းလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းမှုမရှိစေဖို့ဒီလက်မောင်းစုံနဲ့လှုပ်ဆောင်နေကြတယ်ဆိုပြီးတော့လည်းပြောဆိုထားပါသေးတယ်နောက်ထပ်ပြပေးခြင်းတဲ့တင်ကတော့ထိုင်းမှာအသက်တစ်နှစ်အရွယ်ကလေးငယ်အပါအဝင်မြန်မာနိုင်ငံသား18ဦးကိုတရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းလိုက်တဲ့တင်ကိုလည်းပြောပြပေးကြပါမယ်ဒီကနေ့မက်စရ21ရက်နေ့နေ့အစောပိုင်းတော့ထိုင်းနိုင်ငံကချနနဘူးခရိုင်မှာပစ်ကတ်ကားတစ်စီးစစ်ဆေးဖို့အတွက်ရက်တက်ခိုင်းရမှာတော့မဲတက်မဲမောင်းပြေးသွားတာကြောင့်ထိုင်းအာဏာပိုင်တွေကမောင်းပြေးသွားတဲ့ကားကိုလိုက်လံဖမ်းဆီးခဲ့တာပါအဲ့ဒီကားပေါ်မှာအဲ့ဒီကားကတော့တောအသွင်းကိုဝင်ရောက်သွားပြီးတော့ရင်မောင်းထွက်ပြေးကားကိုဆွတ်မြစ်ခဲ့ပြီးကားပေါ်မှာတော့အသက်တစ်နှစ်အရွယ်ကလေးငယ်နဲ့ကလေးငယ်6ဦးအပါအဝင်မြန်မာနိုင်ငံသား18ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးတာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။ဖန်စီရမီသူတွေထဲမှာတော့အမျိုးသား4ဦးအမျိုးသမီး73ဦးနဲ့ကလေးငယ်6ဦးပါဝင်ပြီးတော့သူတို့ကမွန်ပြည်နယ်မော်လမြိုင်မြို့မှာနေထိုင်သူတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့စစ်ဆေးချက်တွေအရသူတို့ကထိုင်းနိုင်ငံဘန်ကောက်စမုတ်ပရာကန်ခရိုင်တို့ကိုတွားရောက်အလုပ်လုပ်ကင်ဖို့နေရာအနည်းပေါ်မူတည်ပြီးတော့သူကိုပွဲစားကဘတ်ငွေ1000နဲ့1000ကနေ1200တိပေးဆောင်ပြီးတော့မြန်မာနိုင်ငံဖျားသုံးသူဘက်ကနေထိုင်းနိုင်ငံတွေကိုတရားမဝင်ဝင်ရောက်လာတာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။လက်ရှိမှာဖန်စီခံရတဲ့မြန်မာနိုင်ငံသားတွေကိုသက်ဆိုင်ရာနယ်မြေရဲစခန်း
2ခုမှာထိန်းသိမ်းထားပြီးတော့ထိုင်းအာဏာပိုင်တွေကသူတို့ကိုထိုင်းနိုင်ငံတွင်တရားမဝင်ဝင်ရောက်လာမှုနဲ့အရေးယူဆောင်ရွက်သွားမယ်လို့လည်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်အခုလက်ရှိမှာတော့စံကလာဘူရီရက်စကတ်မှာတော့အမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်းထိုင်းသတင်းမှာလည်းဖော်ပြထားပါတယ်အဲဒီလိုပဲမတ်လ20ရက်နေ့ကလည်းထိုင်းနိုင်ငံပရာဂျွတ်ခီခိုင်မှာမူရန်မြို့နယ်ကော့လက်ကျွော်မှာထိုင်းနိုင်ငံက10မလေးရှားနိုင်ငံကိုတွားရောက်လှုပ်လှုပ်ကိုင်မှုပြင်ဆင်နေတဲ့မြန်မာအလုပ်သမား14ဦးကိုလည်းကိလက်နေတဲ့ထိုင်းနေသားဆောင်ရဲတပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးခဲ့ပါသေးတယ်အခုလက်ရှိထိုင်းမှာရောက်နေတဲ့မြန်မာတွေမကြာခဏဆိုလို့ဖမ်းဆီးခံရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ပိုင်းအတွင်းကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာစောက်တစမိုးပြန်တရားထပ်မံပြိုကျလို့အဲ့ဒီမှာလှုပ်လှုပ်နေတဲ့မြန်မာ4ဦးသေဆုံးခဲ့ပါသေးတယ်